Hello everyone. Today I'm gonna take you guys on a field trip. America မှာကျမတို့ camping ကိုဘယ်လိုလုပ်ကြလဲ camping သွားရင်ကျမတို့ဘာတွေတွေ့ရမလဲဆိုတာကိုကျမကဒီနေ့အကုန်လုံးကို field trip အတူတူခေါ်သွားရင်းနဲ့အင်္ဂလိပ်စာကိုအတူတူလေ့လာကြမယ်ဒီဗီဒီယိုမှာဆိုရင်စက်လုံးတွေရဲ့စာကြောင်းတွေရဲ့ကို example အနေနဲ့သုံးပြီးတော့မှပြောပြပေးပါမယ်ကဲ field trip စလိုက်ရအောင်နော်ပထမဦးဆုံး check-in ဝင်ဖို့အတွက်ရုံးခန်းကိုအရင်သွားကြမယ် campground office ဖြစ်ပါတယ် Let's go to the office to check in for our camping trip ပြီးရင်ဘယ်လိုမျိုးတဲကြမလဲတချို့ကလည်းကားတွဲတွေကိုယူပြီးတော့လာတယ်ကားတွဲတွေထဲမှာမိဖို့ကြောင့်အိမ်သားအစရှိသဖြင့်အကုန်လုံးကပါပြီးသားပေါ့နော်အဲ့ဒါကတော့သူတို့ဖန်သူတို့ယူပြီးတော့မှလာရတာပါအဲ့ဒါကိုဘယ်လိုခေါ်လဲဆိုရင် camper We will set up our camper near the lake အဲ့လိုပြောလို့ရပါတယ်နောက်တစ်မျိုးကတော့ကားကြီးလိုက်ဇင်းလုံးမောင်းပြီးလာကြတာပါပိုင်ရှင်ပေါ်မှာမူတည်ပြီးတော့ကားထဲမှာပါတဲ့ပစ္စည်းတွေအသုံးဆောင်နေရတော့ကွာမှာပေါ့နော်အဲ့ဒီကားကိုဘယ်လိုခေါ်လဲဆိုရင် RV recreational vehicle We just bought an RV for our summer camping trip နောက်တစ်မျိုးကလုံးချင်းအိမ်အသေးလေးတွေငှားပြီးနေတာဘယ်လိုခေါ်လဲဆိုရင် cabin The cabin cost $150 a night အဲ့လိုပြောလို့ရပါတယ်နောက်တစ်မျိုးကြအခုမြင်နေရတဲ့အဆောက်အဦအသေးလေးထဲမှာတဲလို့ရတယ်ဒီစလုံးကိုကျွန်မဒီရောက်မှသင်ယူရတာပါ yurt လို့ခေါ်ပါတယ် The yurt is more expensive than a cabin နောက်တစ်မျိုးကကိုတဲကိုယူလာကိုပါတာဆင်ပြီးနေအဲ့ဒီတဲကို tent I like our green tent နောက်တစ်ပိုင်းအနေနဲ့က campground မှာဘာတွေလုပ်လို့ရလဲဆိုတာကိုပြောပြပေးပါမယ်မီးဖိုတဲ့နေရာလေးပေးထားပါတယ်မီးဖိုပြီးတော့ချက်ချက်ကင်ကင်ကြော်ကြော်ကြိုက်တာလုပ်ပြီးစားလို့ရတယ်ညချမ်းရင်လည်းမီးလုံလို့ရတယ်အဲ့ဒီမီးဖိုကို campfire လို့ပြောတယ် I love to sit around the campfire at night နောက်ထပ်ဘာလုပ်လို့ရသေးလဲဆိုရင်ငားများလို့ရတာပါဒီရေကန်မှာကလေးလူကြီးမရွေလာပြီးငားများကြတယ်ဖမ်းမိတဲ့ငါးတွေကိုတော့ယူသွားလို့မရဘူးဖမ်းမိပြီးတာနဲ့ပြန်ပြီးတော့မှလွတ်ပေးရပါတယ်အဲ့ဒါစီးကမ်းမှာအဲ့ဒါကိုဘယ်လိုခေါ်လဲဆိုရင် catch and release lake we went fishing at a catch and release lake တချို့ကအကင်စားရတာကြိုက်တယ် gas သုံးပြီးပဲကင်ကင်မီးသွေးသုံးပြီးပဲကင်ကင်အဲ့လိုကင်လို့ရတဲ့ဖိုလေးကိုဘယ်လိုပြောလဲဆိုရင် barbecue grill we cooked hot dogs on the barbecue grillကျမကကြတော့ထိုင်ပြီးအနားယူရတာကိုကြိုက်တယ်ရှုခင်းတွေကိုကြည့်ရတာကြိုက်တယ်အနားယူတယ်ဆိုတာကို relax I like to relax by the lake at our campsite နောက်တစ်မျိုးလုပ်လို့ရတာကတော့ခြေထောက်နဲ့လှော်လို့ရတဲ့လှေငှားစီးလို့ရတယ်အဲ့ဒီလှေကိုဘယ်လိုခေါ်လဲဆိုရင် paddle boat The paddle boat is fun to ride on the lakeနောက်ထပ်လုပ်လို့ရတာတစ်ခုကကို့မှာခွေးလေးတွေပါလာရင်ခွေးပန်းချံကိုခေါ်သွားလို့ရပါတယ်ခွေးလေးတွေအတွက်တီးတန့်ကစားဖို့နေရာလုပ်ပေးထားတယ် Dog park We took our dogs to the dog park ကလေးတွေအတွက်တီးတန့်ကစားဖို့နေရာလည်းရှိပါတယ်အဲ့ဒါကိုဘယ်လိုခေါ်လဲဆိုရင် playground Can you take your baby sister to the playgroundနောက်ထပ်ကလေးတွေအရန်ကြိုက်တဲ့နေရာတစ်ခုကတော့ဘောကွင်းသုံးပြီးရှောစီးရတဲ့နေရာပါအဲ့ဒီရှောကိုဘယ်လိုခေါ်လဲဆိုရင် slide Please use the tube to slide down ကလေးတွေကယထာစီးရတာလည်းအရန်ပျော်တယ်ယထာတွဲလေးကိုဘယ်လိုပြောလဲဆိုရင် train Do we have to pay to ride the train ကားသေးလေးတွေလည်းငှားပြီးတော့မှရှောက်စီးလို့ရပါတယ်အဲ့ဒီကားလေးတွေကို golf cart The golf cart is fun to drive အားလုံးဘ ഹു စုတရလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျမတို့ field trip မှာ camping နဲ့ဆိုင်တဲ့စကားလုံးတွေကိုလည်းသင်ယူသွားလိမ့်မယ်လို့ကျမမျှော်လင့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံမယ်နော်